ဘဝမှာအမြဲတမ်းတစ်ခါသွားချင်နေတဲ့မျိုးလေးဖြိုးတွေဖန်အန်ကိုအရင်ကလည်းရောက်ဖြစ်ပေမဲ့လည်းမြို့ထဲမှာပဲအမြဲတမ်းနေဖြစ်တယ်ပေါ့နော်ဒီတစ်ခေါက်တော့ဖန်အန်မှာရက်ကြလည်းနေဖြစ်မယ်ရှောက်လဲရတာပြင်ပန်းလာတဲ့ရက်တွေဆိုလို့ရှိရင်တော့အပြင်မထွက်တော့ပဲတငယ်ချင်းတွေဟိုတယ်မှာပဲချစ်လို့ဖြစ်မယ်ဆိုပြီးတော့ဒီဟိုတယ်လေးကိုရွေးဖြစ်ခဲ့ကြတယ်အစားကတော့ရှေ့ဆုံးကဘန်ဂလိုခန်းလေးမှာပဲတဲမယ်ဆိုပြီးအခန်းရွေးထားကြတာဒါပေမဲ့ပြီးရင်ဆောင်အပေါ်တက်တရားနေဇက်ကပင်တောင်ကျော်တစ်ခုလုံးအမြင်နေရအောင်ဒီအခန်းလေးမှာပဲစုနေကြမယ်ဆိုပြီးနောက်ဆုံးပြဖြစ်ခဲ့လိုက်ကြတယ်ဒါက3ယောက်ခန်း family room လေးပေါ့နော်ဒီ3ယောက်ခန်းမှာ extra bed ထိုးပြီးဖြိုး4ယောက်နေကြမယ်အခန်းအတွင်း decoration ကတော့ဖြိုးတက်တော့ပုံမှန်ပဲ cushion တွေ bed runner တွေနဲ့နေရန်အတော့တရားတော့ game ပြီးနဲ့ငွေသက်ရတယ်ပေါ့နော်ဖြိုးတို့အကြိုက်ဆုံးနေရာလေးရောက်ပါပြီဒီဖြူလေးအရန်မိုက်တာဖြူလို့ပဲလူတိုင်းကြိုက်ကြမယ်ထင်ပါတယ်ဖြူတို့သွားတဲ့အချိန်ကဒီဇင်ဘာလဆိုတော့နေပူတယ်ရာသီဥတုကလည်းနေလို့ကောင်းအောင်လေမိုးရာသီလို့တော့အုပ်မိုင်းမနေပေမဲ့လေဒီတိုင်းလေးလဲလွမ်းစရာလေးပေါ့နော်ဘက်တန်တွဲလို့စီရလဲအထဲမှာနှကန့်ခွဲပေးထားဆိုလူပြန်သုံးလို့ရတယ်ပေါ့နော်မီးလင်းနေတဲ့အပေါ်တက်အခန်းလေးကဖြူတို့ယူထားတဲ့အခန်းလေးရှေ့ဆုံးကဘန်ဂလိုတိုက်အခန်းလေးဒီမှာတင်းမဲ့ဆိုရင်တော့တောင်းနည်းနည်းမောကြည့်ရမယ်ထင်တယ်breakfast tray ရတော့ personally ရတော့ပုံမှန်ပဲ dining hall အဆောင်လေးရောတော်တော်သဘောကျတယ်အပေါ်တက်မှာဓာတ်ပုံတက်ပြီးရရင်လည်းတော်တော်လှတယ်ဖြိုးတငယ်ချင်းတွေတွားလိုက်ခဲနေရာတွေကိုလည်းနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတင်ပေးပါအောင်မယ်နော်ဘိုင်ဘိုင်